ဘလို့လုံးလို့ရနိုင်တယ်လေအရာရာတိုင်းကိုတိုးတက်ပြုပြင်၍ရနိုင်ပြီအရာရာတိုင်းကိုတိုးတက်ပြုပြင်ရမည်တိုးတက်မပြုပြင်လျင်ခင်မင်တိုးတက်မှုမရှိသောကြောင့်ပြောင်းလဲပစ္စည်းချင်းတို့ရောက်ရှိရပါလိမ့်မည်ဤချက်ကိုဤစာအုပ်အရှိပိုင်းတွင်အထူးဖော်ပြ၍ထားခဲ့၏ဤအချက်ကြောင့်ပင်ဤခန်းကိုရေးသားရခြင်းဖြစ်သည်ဤခန်းသည်အလွန်တိုသည်ထို့ကြောင့်ဤခန်းတွင်ဖော်ပြထားသည့်သင်ခန်းစာလည်းအလွန်တို၏သို့သောဤသင်ခန်းစာသည်အမြန်ဆုံးတစ်ထည်ဖြစ်နေတွင်မရှိမဖြစ်လိုအပ်သောသင်ခန်းစာတစ်ခုပင်ဖြစ်သည်ယင်းသင်ခန်းစာမှာအောက်ပါအတိုင်းဖြစ်၏တိခုခုကိုတိုးတက်ပြုပြင်ရန်ဖြစ်နိုင်ပါမလားဟု၍ဘတော်မှမမေးပါနဲ့နှစ်တစ်ခုခုကိုဘလို့တိုးတက်ပြုပြင်နိုင်မှာလဲဟူ၍အမြဲတမ်းမေးပါဒီကဘာပေါ်တွင်တစ်စောင်းတစ်ယောက်ကတိုးတက်ပြုပြင်၍ရနိုင်သောကုန်ပစ္စည်းတွေစနစ်တွေစီမံကိန်းတွေဝန်ဆောင်မှုတွေအရာဝတ္ထုတွေနဲ့ပြည့်ညတ်နေသည်သို့ဆိုရင်ထိုအရာတွေကိုမိတ်ဆွေကတိုးတက်မပြုပြင်နိုင်ပေဘူးလားဤစနစ်ကိုသိလျင်မိတ်ဆွေတို့လည်းတိုးတက်ပြုပြင်နိုင်သည်လွယ်လွယ်လေးပါပဲဘလို့တိုးတက်ပြုပြင်နိုင်တယ်လဲဟူ၍မိကုံထုတ်ပါဘလို့လှုပ်လို့ဖြစ်နိုင်တယ်လဲဟူ၍နီလန်းရှာဖွေပါဤနည်းသည်ကျင်းတေပေါက်အမြန်ဆုံးတစ်ထည်ဖြစ်နေတနည်းဖြစ်၏